မနာမည်ဘယ်လိုခေါ်လဲမိတ်ဆက်ပြပါဦး Chef Paul Chef Paul ပါနာမည်လေးကစမ်းလေးနော်အဲ့တော့မမကိုကျွန်တော်ကဒီနေ့ရန်လာအောင်ဆိုပြီးခေါ်ဒီ MD Makeup Foundation နဲ့လိမ့်ချက်ပေးထားတာဖြစ်ပါတယ် MD Foundation ကမျက်နှာမှာရှိတဲ့အမဲဆက်တွေဆက်ပြောက်တွေအားလုံးကို100%နီးပါးကာကွယ်ပေးတဲ့အပြင်အချိန်ကြာကြီးခံတယ်အားလုံးပေါင်း18နာရီလောက်ခံတယ်ဒီကြောင့်မလို့ Makeup ကကြာလေလှနေအရန်ကိုလှတဲ့ Makeup တွေပါခင်ဗျာအဲ့တော့ဒီလိုက်ပြောနေကြလူရလဲမောဆန်ရွယ်ကြောက်ကြောက်မှာမင်းပန်းကိုယေစုပန်းခုခဲ့ပြီလာပါရဲ့နေပန်းကလေးတွေဝင်လို့ပန်းပန်းလို့မူရသွေးအေးညလာရဲ့ကြပြပွားပွားစာနွယ်နွယ်ကြပြရဲ့ရဲ့စာ